မင်္ဂလာပါရှင်။ဘာချက်ချွေတာတဲ့ဟော့ပေါ့ချက်နီးလေးကိုဒီဗီဒီယိုလေးမှာဝင်မြပေးခြင်းပါတယ်ရှင်။အခုချက်ထားတာဆိုလို့ရှိရင်3000စွန်းသွန်းလေးပေါ့နော်။အဲ့လောက်ပဲကုန်ပါတယ်ရှင်။အခုကတော့ချက်ပေးရဲ့ကျမပေါ့နော်။ကျမအောင်လည်းကြော်ညာပါမယ်။ဒီအကင်ပန်းလေးဆိုလို့ရှိရင်1000ဘိုးပေါ့နော်။အဲ့1000ဘိုးဝယ်တယ်ပြီးချက်မဲဆိုရင်2000ပေါ့နော်။ကဲဒီအရွက်လေးဆိုရင်2000ဘိုးပေါ့နော်ပြောရမယ်ဆိုရင်ဟုတ်အရွက်က2000ဘိုးပါအကုန်ပါပါရဲ့ကဲကြက်ဥလေးကတော့ကျွန်မ9000မိုးသုံးထားပါရဲ့အခုကတော့ဒီထဲမှာပါဝင်မဲ့အနှစ်လေးပေါ့နော်အနှစ်ကိုလည်း ready made အထုပ်လေးပေါ့နော်အဲ့ဒါတစ်ထုပ်ကို2500ပါဒါကတော့ခောက်ဆွဲကြောက်ပေါ့နော်ခောက်ဆွဲကြောက်ကတော့9000ကုန်ပါတယ်ပတ်စုနေတဲ့ဒီကြက်သားပြုတ်ရည်အိုးလေးတွေကိုအနှစ်ထုပ်လေးတွေဖောက်ထည့်ပါတယ်နှစ်ထုပ်သုံးလိုက်ပါတယ်ကျွန်မကတော့အရသာရှိရှိစားရအောင်ပေါ့နော်ကဲအနှစ်ထုပ်လေးတွေထည့်ပေးနေတဲ့ရုပ်တော့နည်းနည်းတော့တိခံပြီပေါ့နော်အဲ့နဲ့ကျမတပည့်ကကျမပေါ်နေပြီဆိုတော့ကျမနည်းနည်းလေးဖုံးလိုက်ပါရဲ့ထပ်နေတဲ့ဘိုက်ခေါက်လေးကိုတော့မမြင်ကြအောင်ဟန်ဆောင်ပေးပါဘောကိုစကားလှည့်ပြောလိုက်သေးရဲ့ကဲဇွန်းသမားလာပါပြီအဲ့တော့ဇွန်းလေးကိုယူပြီးတော့မှွေပါတော့မယ်မှွေရမှုတ်တယ်မှွေပါရဲ့ကဲအဲ့နဲ့ကြက်ဥလေးတွေဖောက်ထည့်လိုက်ပါတယ်ကြက်ဥကိုတော့ကျမဒီထဲမှာအများကြီးမသုံးထားဘူးပေါ့နော်အများကြီးမသုံးပါဘူးဟိုဟာ၄လုံးလောက်တော့ကျမထည့်လိုက်တယ်အနှစ်လေးနည်းနည်းလေးပြစ်သွားအောင်လို့ပေါ့နော်ကဲအဲ့နဲ့မှွေးကြည့်ရောကောင်းပါရဲ့ကဲအဲ့နဲ့အမခောက်ဆွဲပြစ်ထည့်ပါရဲ့ထပ်ထည့်တယ်ထပ်ထည့်တယ်ထပ်ထည့်တယ်ကဲနောက်ဆုံးတော့တုံးချလိုက်ပါရဲ့လဲကျမရဲ့စိုက်ခင်းထဲကိုကျမလက်လှမ်းပြီးတော့စိုက်ခင်းထဲကအရွက်တွေကိုကျမထည့်ပါရဲ့ကျမခောက်ဆွဲနည်းနည်းလေးလည်းများတယ်ပြီးတော့အရွက်တွေရောပြီးတော့ဘယ်လိုပြောရမလဲအကင်တွေရောများတဲ့အတွက်ကျမတော့2အိုးခွဲလိုက်တယ်ပေါ့နော်အရေးကတော့ဒီ2အိုးထဲပါပဲအရေးလေးကို2အိုးထဲမှာပဲ2ခုခွဲပြုတ်လိုက်ပါရဲ့ကဲဘူးညွတ်ကိုကျမစိတ်မရှိတော့ကျမလက်နဲ့ပဲဆွဲခွာလိုက်ပါရဲ့ကဲအဲ့နဲ့အကင်ပန်းကိုလှမ်းယူပါရဲ့ထဲပါရဲ့ကဲငါ့ကိုရိုက်ထားလားဆိုပြီးတော့လှမ်းမေးလိုက်ရသေးရဲ့အမအကင်နာမည်တော့ကျမအောင်မမေးနဲ့နော်ကျမအကင်နာမည်တစ်ခုချင်းစီကိုကျမမသိပါဘူးကြက်မဲရလွဲပြီးတော့ကျန်တဲ့အကင်တွေကျမမသိပါဘူးကဲအဲ့တော့နောက်ဆုံးရဲ့ရလက်လေးပါအဲ့ကျမချက်တုံးကနှမ်းနေမပါဘူးတော့ဆိုကျမနှမ်းကြိုက်တော့အဲ့ဒီတွေကိုနှမ်းလေးကိုထည့်လိုက်ပါရဲ့ဒါကတော့အပိတ်နေကြရဲ့ကျမရဲ့တပည့်လေးတွေပါကျန်တဲ့လူလေးတွေကတော့မရိုက်လိုက်ရပါဘူးကဲစားကြပါရဲ့အဲ့ကောင်းလားလို့မေးရင်သူတို့ကောင်းတယ်လို့ပဲပြောခိုင်းပါရဲ့ဒါကတော့ချက်တဲ့လူရဲ့လောပါပေါ့နော်ကဲဘိုင်ဘိုင်